မေကျွန်တော်ကိုစိတ်မပြေဘူးလားမေယုံကြည်မျောလင်းထားသည်များဘာတစ်ခုမှဖြစ်မလားကိုမနဲ့ချင်ရင်ပြီးရောကောင်းမှတတ်တဲ့ချင်းကဆိုအသက်တာကြီးလို့သွားတယ်ကျွန်တော်အိမ်မက်ချိန်မပြောင်းလဲအဆုံးရှုံးရတဲ့ရင်ကုန်ရင်မေကျွန်တော်ကိုစိတ်မငြိမ်ဘူးလားဘဝမှာချင်းချင်းခါကရှုံးတယ်မာနာကကြည်တာကိုယုံကြည်ရာကိုစီကွာတင်ရောက်ဖို့ရှက်နေလို့တဲ့ပိုက်ဆိုင်တဲ့ပြမှာမရှိတဲ့သူတိတ်ခါရှိခြင်းသေးတဲ့အမေရဲ့ဒုက္ခ